အဲ့ဒီကနေပြီးတော့မှမရှင်းတာမလင်းတာတန်တရားဖြစ်တာတွေသိကျင်တာတွေအဲ့ဒါတွေပဲမေးရမယ်အခန်းကဏ္ဍပါအစ္စလာမ်ဘာသာဝင်ထားတဲ့မိန်းကလေးကြောင့်နဲ့မြန်မာမိန်းကလေးကြောင့်နဲ့တွေ့ရင်ခံစားချက်တွေကိုမေးဘူးလားမေးဘူးပါတယ်အဲ့ဒီပလီချောင်းထဲကိုလည်းတွားဘူးပါတယ်ပလီချောင်းထဲကိုမတွားဘူးဆိုရင်ပို့ပြီးတော့သူတို့ကနှိပ်စက်တယ်ပို့ပြီးတော့ရိုက်တယ်ပေါ့နော်အဲ့ဒါကြီးအတွက်ပလီချောင်းကိုတွားခဲ့ပါတယ်ပလီချောင်းထဲမှာဆိုရင်အမျိုးသမီးအဆောင်မှာဆိုရင်မြန်မာမိန်းကလေးတွေကနှစ်ပုံရင်တပုံရှိတယ်တပုံကအစ္စလမ်တပုံကမြန်မာမျိုးသမီးတွေပါအဲ့ဒီမြန်မာမျိုးသမီးတွေနဲ့တွေ့တဲ့အခါမှာလဲစကားပြောဖြစ်ပါတယ်ပြောဖြစ်တယ်ပေါ့နော်ဝါမြင့်ဒီပလီကျောင်းကိုလာတာဘာလုပ်မလဲပေါ့နော်ငါတော့ဘာမှမတတ်ဘူးငါလဲနင့်လိုပဲဘာမှမတတ်ဘူးသူတို့ဂျေနာအောင်လာခဲ့တာသူတို့စာလဲငါနားမလဲဘူးသူတို့လိုလဲငါမဖတ်တတ်ဘူးအဲ့တော့အဲ့ဒီကျောင်းထဲကနေပဲထိုင်ပြီးတော့ပြန်လာခဲ့တယ်အဲ့ဒါမျိုးလောက်တော့အချင်းချင်းပြောဘူးတယ်ပေါ့နော်ခုနှစ်တွေတော့မမှတ်မိတော့ဘူးပါအကြောင်းအရာလောက်ပဲမှတ်မိတော့မှာနော်အဲ့ဒါအလ္လာဟ်အရှင်မြတ်ဆိုတာအမှန်ကတမန်တော်မူဟာမက်ကသူ့ရဲ့အာယုန်ထဲမှာစိတ်ကူးပုံဖော်ထားတဲ့ဖယားလို့သိရတယ်စိတ်ကူးပုံဖော်ထားတဲ့ဖယားလို့သိရတယ်တမန်တော်မူဟာမက်အကြောင်းသိကျင်ရင်ဦးစင်းပြောတာနဲ့မလုံလောက်နိုင်ဘူးအဲ့တော့ဆရာဦးညိုတောင်ရေးတဲ့ဘာသာကြီး၄ဘာသာကိုဖတ်ကြည့်ပါနောက်ထပ်မေးမဲ့ပုဂ္ဂိုလ်များမေးမဲ့ပုဂ္ဂိုလ်မရှိရင်ခန္ဓာသိမ့်ပါတော့မယ်မော်မြင့်ကြုံခဲ့တာနဲ့ပတ်သက်ပြီးနည်းနည်းဆက်ဆက်လည်းရှိမယ်လို့ဆိုပါတယ်ဒီလိုဆက်ဆက်မရှိဘူးဆိုရင်ဒီဝပြီးတော့ပြီးတဲ့အောင်ဖြေပဲသိလို့ရပါတယ်ကိုယ်ကျမ်းမှာအစ္စလာမ်ဘာသာဝင်တွေကအခြားဘာသာဝင်တွေကိုစီယုံတက်ကြတဲ့အခါမှာသူတို့ဥဒ္ဒဝါဒကိုသူတို့သုံးလို့ရတယ်ဆိုတာလေးဒီလိုကြားဖို့ပါတယ်ဗျာအဲ့ဒီသူတို့လိုသုံးလို့ရတယ်ဆိုရဲဥဒ္ဒဝါဒဟာသူတို့ကိုယ်တိုင်ချမ်းကိုယ်တိုင်ကိုအဲ့ဒီမှာရေးထားတယ်လို့ပြောပါတယ်ဗျအဲ့တော့အဲ့ဒီဟာနဲ့အခြားဘာသာဝင်တွေကိုစီယုံဆွဲဆောင်ဖို့အတွက်ဥဒ္ဒဝါဒသုံးတယ်ဗျာမန္တလေးတို့အခြားမြို့ကြီးတွေမှာလည်းအစ္စလာမ်ဘာသာဝင်တွေကဘုရားဘာသာအသွင်ဆောင်ခရစ်ယာန်ဘာသာအသွင်ဆောင်ဟိန္ဒူဘာသာအသွင်ဆောင်ပြီးတော့သူတို့နဲ့ဘာသာတူတဲ့အကြောင်းမိန်းကလေးတွေကိုစီယုံဆွဲဆောင်တာမျိုးတွေလည်းကြားရပါတယ်ဗျာအဲ့တော့အဲ့ကိုရန်ကျမ်းမှာအဲ့လိုမျိုးဘုဒ္ဓဝါဒကိုအခြားဘာသာတွေအပေါ်မှာပေးသုံးခွင့်ရှိတယ်မရှိဘူးဆိုတာလေးကိုရှင်းရှင်းလင်းလင်းသိလို့မေးခြင်းဖြစ်ပါတယ်ဗျာအဲ့ဒါလေးဆက်ဆက်ရှိရဆိုရင်ဒီကြားပေးသိချင်ပါတယ်ဗျာအရင်အတိုင်းအတဲ့ပြောရင်ကိုရန်ကျမ်းကိုဖတ်ဘူးပါဘူးဖတ်ဘူးတဲ့အတွက်ရှိလားမရှိလားဆိုတော့လည်းမသိဘူးပေါ့ဒါပေမဲ့ကိုယ်ဆန္ဒပြေဖို့အတွက်ဘယ်လိုလိမ်ညာလှည့်စားခဲ့တယ်ဆိုတော့မောက်ဝါမြင့်ရဲ့သူ့ဘဝဖြစ်စဉ်အတွေ့အကြုံရအလုံးသိပြီးသားဖြစ်ပါတယ်အစစရအလိုလိုက်ခဲ့တယ်ဘုရားသွားကြောင်းတဲ့အကုန်လုံးပြုလို့ဆောင်ရွက်ပေးခဲ့တယ်သူဆန္ဒမပြည့်ခင်ဒါဟာစီယုံခြင်းဖျားယောင်းခြင်းလိမ်ညာခြင်းလှည့်ပြားခြင်းတွေပါပဲနောက်ပိုင်းသူ့ရဲ့လိုရင်ဆန္ဒလည်းပြည့်ရောဘယ်လိုစစ်ဆန်နေဆိုတော့အလုံးသိပဲပေါ့အဲ့တော့ပြောသွားတဲ့ဆရာကျော်ပြောသွားတဲ့မေးသွားတဲ့စကားနဲ့မောက်ဝါမြင့်ရဲ့ဖြစ်စဉ်နဲ့ဟာတစ်ထပ်တည်းကြပြီးတော့ဟုတ်မှန်နေဆိုတဲ့အကြောင်းကိုသက်သေပြနေခြင်းလည်းဖြစ်ပါတယ်ဒါပေမဲ့စာပိုက်ကိုအတိအကျမဖတ်ဘူးတော့အတိအကျတော့ကိုရန်ကျမ်းရဲ့ဘယ်နေရာမှာဘယ်လိုဆိုတော့မပြောတတ်ပါဘူးဒါပေမဲ့မေးသွားတဲ့မေးခွန်းနဲ့မောက်ဝါမြင့်ရဲ့ဖြစ်စဉ်နဲ့တစ်ထပ်တည်းကြနေတဲ့အတွက်ဟုတ်နိုင်တယ်လို့နားလည်ခံစားလို့ရပါတယ်ကဲအားလုံးဒီနေ့
22ရက်10လ2012တနင်္လာနေ့ညမှာမဘောဝမြင့်အနေနဲ့ကိုယ့်ရဲ့ဘဝဖြစ်စဉ်အတွေ့အကြုံကိုမျှဝေပေးတဲ့အတွက်အထူးပဲအမျိုးဘာသာသာသနာအတွက်နောင်လာမျိုးစစ်သစ်တွေအတွက်ဘုံဘုံတို့နေလည်းကျေးဇူးတင်ပါတယ်။ကျောင်းသူကျောင်းသားများအားလုံးကိုကျေးဇူးတင်ရလား။တင်ပါတယ်ဗျာ။အားလုံးမင်္ဂလာပါ။ကဲအဲ့ဒီတော့ငါတို့ဒီနေ့တွေ့ဆုံပြီးတော့ဘဝသင်ခန်းစာမျှဝေခြင်းအစီအစဉ်ပြီးဆုံးပြီဖြစ်သည့်အတွက်ဘယ်လိုလေးများပြီးဆုံးကြရင်ကောင်းမလဲဘာတည်းဆိုမလဲဟမ်ဒီလိုညာကြီးဆိုလို့တော့ဘိုးဘကွယ်မြို့ပါလန့်သွားလိမ့်မယ်မင်းတို့တန်နေလို့တော့အလုပ်တော့ဆိုကောင်းတယ်ကဲကြပြလေးဘုံဘုံကချခုနကြပြလေးကိုအားလုံးမှတ်မိကြမှာပါနော်တော်လိုက်တာဆရာတော်ဘုန်းကြီးဥဒ္ဓမိကရဲ့တပည့်တွေလို့မပြောရအောင်နော်ကဲဆိုကြမယ်၃ခေါက်ညီညီညာညာလေးနဲ့ဘဝသင်္ကန်းစာမျှဝေခြင်းအစီအစဉ်ပြီးဆုံးကြောင်းကြေညာအပ်ပါရယ်